အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အဘကတိုင်ပွားထိုးနည်းလေးကိုထိုးပြပေးမှာဖြစ်ပါတယ်တိုင်ပွားထိုးဖို့အတွက်အရင်ဆုံးတိုင်ပွားကိုတိုင်တုံနဲ့ပဲအရင်ထိုးပြမယ်နော်အရင်ဆုံး slip knot လေးရင်လုပ်မယ်နော် slip knot လေးလုပ်ပြီးတော့အခုထည့်မယ်ဆွဲမယ် slip knot လေးရပြီတိုင်ပွားထိုးဖို့အတွက်လည်းချင်းကို9ခါပဲထိုးမယ်နော်1 2 3 4 5ချင်း9ခါထိုးပြီးလို့ရှိရင်တိုင်တို4ကထိုးမယ်နော်တိုင်တို4ကတိုင်တိုတစ်ခါတိုင်တို2ခါတိုင်တို3ခါတိုင်တို4ခါတိုင်တို4ခါရပြီနော်တိုင်တို4ခါရပြီလို့ရှိရင်ချင်းဝမ်းလေးထိုးလိုက်ချင်းဝမ်းထိုးတာလေးဒီဘက်ပြန်လှည့်မယ်တိုင်ပွားထိုးမယ်နော်တိုင်ပွားကြတော့ဘာပြောရလဲဆိုတော့တစ်ပေါက်ထဲမှာတိုင်တို2ခါထိုးတာကိုပြောတာနော်အခုဒီအပေါက်ထဲမှာအမှန်ဆိုတိုင်တိုတစ်ချက်အရင်ထိုးလိုက်တစ်ချက်တစ်ခါထိုးပြီးအဲ့ဒီခုနထိုးခဲ့တဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုတစ်ချက်ထပ်ထိုးမှာအဲဆိုရင်ဒါကိုတိုင်ပွားတစ်ခါလို့ခေါ်ရနော်နောက်ပြီးသူ့ဘေးကအပေါက်ထဲမှာလဲတိုင်တိုကိုအရင်ဆုံးတစ်တိုင်ထိုးမယ်ပြီးရင်အဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်တိုတစ်တိုင်ထပ်ထိုးမယ်အဲဆိုတိုင်ပွား2ခါရပြီနောက်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာလည်းအဲ့လိုပဲတိုင်တိုကိုတစ်ပေါက်ထဲမှာ2ခါထိုးမယ်တိုင်တိုတစ်ခါပြီးဒီအပေါက်ထဲမှာပဲเนาะခုနတိုင်တိုထိုးတဲ့ပေါက်ထဲမှာတိုင်တိုတစ်ခါထပ်ထိုးမယ်ဆိုရင်တိုင်တို2ခါဒါနောက်ဆုံးပေါက်ရပြီနောက်ဆုံးပေါက်ကြလို့ရှိရင်လည်းတစ်ပေါက်ထဲမှာတိုင်တို2ခါထိုးမယ်เนาะတိုင်တိုတစ်ခါတိုင်တို2ခါအဲဆိုရင်ဘယ်နှချက်ရလဲတစ်ချက်ကြည့်လိုက်မယ်နော်အမခုနကတိုင်တို4ကထိုးထားတယ်အခုက1 2 3 4 5 6 8ခါရအောင်အဲဆိုတပေါင်းမှာအမတိုင်တို2ခါထိုးလိုက်တဲ့အတွက်ကြောင့်တိုင်တိုကို8ခါရအောင်ပြီနောက်တစ်ပေါင်းမှာကျတော့အမလေးတတိုင်ချားပဲတိုင်ပွားတော့မှာချင်းတစ်ခါထိုးမယ်ဒီဘက်ပြန်လှည့်မယ်ဒီပထမဆုံးအပေါင်းမှာတော့တိုင်တိုတစ်ချက်ပဲထိုးမယ်မပွားအောင်နော်တစ်ချက်ပဲထိုးမယ်သူ့ဘေးကဒီအပေါင်းမှာကြတော့တိုင်ပွားထိုးမယ်တိုင်ပွားဆိုလို့ရှိရင်အကူထည့်မယ်တိုင်တိုတစ်ခါအေးထိုးခဲ့တဲ့အပေါင်းထဲမှာပဲနောက်ထပ်တိုင်တိုတစ်ခါဆိုရင်တိုင်တို2ခါနော်ပြီးရင်သူ့ဘေးကအပေါင်းမှာကြတော့တိုင်မပွားဘူးတိုင်တိုတိုင်နဲ့ပဲထိုးမယ်ပြီးရင်နောက်သူ့ဘေးကအပေါင်းမှာတိုင်တို2ခါထိုးမှာပေါ့တိုင်ပွားပေါ့နော်တိုင်ပွားကိုတစ်ခါ2ခါအဲ့လိုမျိုးအစုံလိုက်ပေါ့အစုံလိုက်ထွားမှာတိုင်တိုတစ်ခါတိုင်ပွားတစ်ခါတိုင်တိုတစ်ခါတိုင်ပွားတစ်ခါပြီးရင်အခုကတိုင်တိုအလက်တိုင်တိုတစ်ခါသူ့ဘေးမှာတိုင်ပွားတစ်ခါနောက်ပြီးရင်တိုင်တိုတစ်ခါတိုင်ပွားတစ်ခါဒါနောက်ဆုံးပါပေါ့နော်တိုင်ပွားတစ်ခါဒါဆိုတာဘယ်လိုမျိုးလေးရတိုင်ပွားကြတော့လေသူကတိုင်ကိုဟိုလိုမျိုးပေါ့တပေါင်းမှာတိုင်တိုဒီပထမတန်းမှာတော့တိုင်တိုပဲ၄ကထိုးတယ်ဒုတိယတန်းမှာတော့တိုင်ပွားကြီးပဲ၄ကထိုးတော့၈တိုင်ရပါတယ်တတိယတန်းမှာကျတော့တိုင်တိုတစ်ခါတိုင်ပွားတစ်ခါထိုးရတယ်အဲကြောင့်1 2 3 4 5 6 9 10 11 12တိုင်ရပါတယ်နော်12တိုင်ရအောင်တိုင်ပွားထိုးနည်းလေးကတော့ဒီလိုပါပဲနော်တစ်ပေါက်ထဲမှာတိုင်တို2ခါထိုးတာကိုတိုင်ပွားထိုးတာလို့ခေါ်တယ်ဟိုတိုင်လက်တိမှာဆိုလဲအဲ့လိုပဲတိုင်လက်ကိုတစ်ပေါက်ထဲမှာ2ခါထိုးလို့ရှိရင်တိုင်ပွားပေါ့နော်တိုင်ပွားထိုးတာကို increase လို့ခေါ်ပါတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးလို့အားလုံးကျေးဇူးပါ